ဟော့ဝက်တောင်းတော်ကြီးရဲ့လျှို့ဝှက်စမ်းကြဲတော့မော်ပချီကားများဗုဒ္ဓဟများလုံးပဲမင်္ဂလာပါဟော့ဝက်တောင်းတော်ကြီးကိုသွားမယ်ဆိုရင်နယံတိုင်းမှာတူတူချာချာရှိနေတဲ့အရာတွေရှိပါတယ်အဲ့ဒါကတော့စကားပြောတတ်လှုပ်ရှားတတ်ပြီးတခါတလေစိတ်ကောက်တတ်တဲ့မော်ပချီကားတွေပါပဲသူတို့ကဘလို့လှုပ်လှုပ်တာလဲဘာကြောင့်ပချီကားတွေထဲကလူတွေကတခြားပချီကားတွေကိုရှုပ်သွားလို့ရနေတာလဲဒီနေ့မှာတော့ဒါတွေကိုအသေးစိတ်ပြပြပြသွားမှာဖြစ်ပါတယ်မော်ပချီကားတွေကဘလို့အလုပ်လုပ်တာလဲဟော့ဝက်ကပချီကားတွေဟာမာကာကဘာက live photo တွေလိုပဲလှုပ်ရှားနိုင်ကြပါတယ်ဒါပေမဲ့ထူးခြားတာကသူတို့မှာအသိဉာဏ်ရှိနေတာပါဟော့ဝက်ကပချီတွေဟာမော်ပညာရှင်ပချီစရာတွေကစေးရောင်စုံနဲ့တေချာဆွဲထားတာပါဒီနေရာမှာပြောချင်တာကပချီကားတွေက wizarding photo တွေနဲ့တော့မတူပါဘူးwizarding photo တွေကလှုပ်ရှားလို့ရတယ်ဆိုပေမဲ့ပချီကားတွေကတော့ပို့ပြီးတော့မှအဆင့်မြင့်ပြီးတော့မှအသိဉာဏ်ပိုရှိကြပါတယ်။ပချီကားတွေအသက်ဝင်လာအောင်ဘာချောင်းတွေတုံးထားတာလဲ။ပချီကားတစ်ချက်အသက်ဝင်လာဖို့အတွက်အတိကအဆင့်2ဆင့်လိုအပ်ပါတယ်။ပထမတစ်ဆင့်ကတော့အခြေခံအမော်ပညာဖြစ်ပါတယ်။ပချီဆရာကပချီဆွဲနေတဲ့အချိန်မှာအဲ့ဒီရုပ်ပုံကိုလှုပ်ရှားနိုင်စေဖို့အတွက်အခြေခံမော်မန်တန်တွေထည့်သွင်းရပါတယ်။ဒါကြောင့်ပချီကားထဲကလူတွေကလက်လောက်တာပြုံးပြတာမျိုးတွေလုပ်နိုင်တာပါနောက်တစ်ခုကတော့ဗတ်ညံနဲ့စရိုက်ထည့်သွင်းခြင်းဖြစ်ပါတယ်ဒါကတော့အရေးကြီးဆုံးအပိုင်းမှာပချီကားထဲကလူကအပြင်ကလူရဲ့စရိုက်အတိုင်းဖြစ်လာစေဖို့အတွက်ပချီကားကိုအထူးမှန်တမ်းတွေနဲ့ပေါင်းစပ်ရပါတယ်ဟော့ဝက်မှာပချီကားအမျိုးအစား2မျိုးရှိပါတယ်ပထမတစ်မျိုးကတော့တာမန်ပချီကားပါကျောင်းထဲမှာတာမန်ပချီကားတွေကသူတို့ရဲ့ပုံရိပ်ကိုပဲပြနိုင်ပြီးစကားနည်းနည်းပပပြောနိုင်ပါတယ်နောက်တစ်ခုကတော့ headmaster portrait တွေဖြစ်ပါတယ်ကျောင်းအုပ်ကြီးတွေရဲ့အခန်းထဲကပချီကားတွေကတော့ပို့ပြီးတော့မှထူးခြားပါတယ်ကျောင်းအုပ်ကြီးတယောက်မကွယ်လွန်ခင်မှာသူ့ရဲ့အသိပညာတွေအမတ်တရားတွေကိုပချီကားထဲကပုံရိပ်ကိုတင်ကြားပေးထားပါတယ်။ဒါကြောင့်တမ်ဘယ်ဒေါတည်ဆုံးသွားပြီမဲ့သူ့ရဲ့ပချီကားက Harry နဲ့ Snape တို့ကိုအကြံပေးနိုင်တာပဲဖြစ်ပါတယ်။နာမည်ကြီးတဲ့ပချီကားများ The Fat Lady ကိုတော့အားလုံးသိကြအောင်ပါပါ။သူကတော့ Gryffindor Gummarum ရဲ့အဆောင်မှာ password မသိရင်ပေးမဝင်တဲ့အပြင်တခါတလေတချင်းတွေအကျေကြီးဆိုနေတတ်ပါသေးတယ်။နောက်တစ်ယောက်ကတော့စာကာဒိုကန်ပါသူကတော့ခဏခဏရန်ရှာတတ်တဲ့မြင်းစီသူရဲ့ကောင်းကြီးပါနောက်တစ်ယောက်ကတော့ Phineas Nicholas Black ဖြစ်ပါတယ်သူကအဆိုးဆုံးချောင်းအုပ်ကြီးလို့လူသိများပေမဲ့ Sirius Black ရဲ့အဖိုးဖြစ်ပြီးတော့ Grimmauld Place နဲ့ Hogwarts ကြားကသတင်းပို့ပေးခဲ့တဲ့အရေးပါသူတစ်ယောက်ဖြစ်ပါတယ်ချောင်းအုပ်ကြီးတွေရဲ့ပချီကားတွေကဘာဖြစ်လို့ပိုတော်နေတာလဲတမတော်တို့ Snape တို့ရဲ့ပချီကားတွေကတကယ်လူအတိုင်းပြန်ပြောနိုင်ပါတယ်။ဒါကပိုပြီးအဆင့်မြင့်တဲ့နီလန်ကိုတုံးထားလို့ပါ။ကျောင်းအုပ်ကြီးတွေဟာသူတို့မကွယ်လွန်ခင်ကတည်းကသူတို့ရဲ့ပချီကားကိုတိတက်အခန်းထဲမှာတင်ထားပါတယ်။ပြီးရင်သူတို့ရဲ့အမတ်တရားတွေဗဟုသုတတွေနဲ့စရိုက်တွေကိုအဲ့ဒီပချီကားထဲကပုံရိပ်ကိုတင်ကြားပေးရပါတယ်။ဒါကြောင့်ကျောင်းအုပ်ကြီးတွေဆုံးသွားတဲ့အခါသူတို့ရဲ့ပချီကားတွေကသူတို့ကိုယ်တိုင်လိုပဲပြန်လည်အကြံပေးနိုင်တာစဉ်းစားနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ဒါကဝိညာဉ်တော့မဟုတ်ပါဘူး။လူတစ်ယောက်ရဲ့ပုံတူကူးထားတဲ့မော်မှတ်ဉာဏ်တတ်တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင် headmaster portrait တွေကဒီနေ့ခေတ် artificial intelligence AI နဲ့တောင်ပို့ပြီးတော့တူနေပါသေးတယ်။ AI တခုကို data အများကြီးနဲ့သင်ကြားပေးနေရတယ်လို့ပဲကျောင်းအုပ်ကြီးတွေကလည်းသူတို့ရဲ့အမတ်တရားတွေဗဟုသုတတွေနဲ့စရိုက်တွေကိုသူတို့မကွယ်လွန်ခင်မှာပချီကားထဲကပုံရိပ်တွေကိုသင်ကြားပေးခဲ့ရပါတယ်။ AI ကမိခွန်းတွေကိုဖြေနိုင်တယ်လို့ဒီပချီကားတွေကလည်းသူတို့ရရှိထားတဲ့အချက်လက်ပေါ်မှာမူတည်ပြီးတော့လူတွေနဲ့စကားပြောနိုင်ပါတယ်အကြံလည်းပေးနိုင်ပါတယ်AI ကတကယ်လူမဟုတ်တယ်လို့ဒီပချီကားကလည်းတည်ဆုံးသွားတဲ့လူရဲ့ဝိညာဉ်သစေမဟုတ်ပါဘူးသူတို့ရဲ့ပုံတူကူးထားတဲ့မော်မှတ်ဉာဏ်တတ်တာဖြစ်ပါတယ် AI က algorithm တွေနဲ့အလုပ်လုပ်နေပေမဲ့ဒီပချီကားကတော့မော်ပညာ magic နဲ့အလုပ်လုပ်တာဖြစ်ပါတယ်ပချီကားတွေဟာအတိတ်ကမှတ်ဉာဏ်တွေအပေါ်မှာအခြေခံပြီးတော့စဉ်းစားတာပါဆိုလိုတာကသူတို့ဟာအစ်တော့ဗဟုသုတတွေကိုမာကယ်ရီရဲ့ AI လိုမျိုးလေ့လာသင်ယူနိုင်စွမ်းကတော့မရှိတလောက်ပါပဲဒါပေမဲ့သူတို့မှာရှိပြီးသား knowledge base ကိုအသုံးပြုပြီးအခြေအနေတွေကိုခွဲခြားစစ်ဖြာနိုင်ပါတယ်
ဥပမာဒမ်ဘယ်ဒေါရဲ့ပချီကားဟာစနိပ်ကိုအကြံပေးနိုင်တယ်ဟယ်ရီကိုလည်းလမ်းညွှန်ပေးနိုင်ပါတယ်ဒါဟာသူအသက်ရှင်စဉ်ကတည်းကရှိခဲ့တဲ့အစီအစဉ်တွေကိုပချီကားထဲကနေဆက်ပြီးအကောင့်တွေဖော်နေတာမျိုးပါမော်ပချီကားတွေမှာခန်းစားချက်ရှိသလားဟုတ်ပါတယ်သူတို့မှာခန်းစားချက်ရှိပါတယ်ဒါပေမဲ့အဲ့ဒီခန်းစားချက်က original ပိုင်ရှင်ရဲ့စရိုက်ကိုပုံတူကူးထားတာပါSirius Black တေသုံးက Phineas Nigellus ဖြစ်သွားတဲ့ပုံစံကိုကြည့်ရင်သိနိုင်ပါတယ်။ Phineas က Sirius ကိုအမြဲတမ်းတက်စာဖောက်လို့ခေါ်ပြီးမကောင်းပြောနေပေမဲ့ Sirius တကယ်တည်သွားပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာသူတကယ်ပဲဝမ်းနည်းသွားတာကိုတွေ့ရပါတယ်။ဒါကဘာကိုပြောတာလဲဆိုလို့ရှိရင်ပချီကားတွေဟာသူတို့ရဲ့မျိုးရိုးကုန်ချစ်ချင်းနဲ့မုန်းချင်းစတဲ့စရိုက်တွေကိုပါပြေအဝါကူးယူထားနိုင်တာဖြစ်လို့ပိုင်ရှင်ခံစားရတဲ့အတိုင်းအတိုင်းအတာတစ်ခုအထိလိုက်ပြီးခံစားနိုင်ပါတယ်။ AI မှာခံစားချက်ကတွက်ချက်မှု logic တက်ပဲဖြစ်ပေမဲ့မော်ပချီကားတွေမှာတော့ပိုင်ရှင်ရဲ့စရိုက်ပါဝင်နေပါတယ်။ Phineas Nigellus ရဲ့အဖြစ်ပြက်ဟာပချီကားတွေကရုပ်ပုံတက်မဟုတ်ပဲပိုင်ရှင်ရဲ့နှလုံးသားစိတ်တစ်ပိုင်းကိုမော်နီးနဲ့တင်းစီထားတာဖြစ်တယ်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်။အဲ့တော့ဒီပချီကားတွေက AI ထက်ပိုတာကသူတို့မှာခန်းစားချက်ရှိပါတယ်။ Phineas ရဲ့တုံ့ပြန်မှုကိုကြည့်ရင်ဒါဟာအချက်လက်တွေတင်မဟုတ်ပဲမိသားစုတန်ရုံးစင်ကိုပါပချီကားထဲမှာထည့်သွင်းထားတာကိုတွေ့နိုင်ပါတယ်။ဒီနေရာမှာမေးစရာတစ်ခုရှိတာကတကယ်လို့ပိုင်ရှင်ကစိုးရင်ရောပချီကားကစိုးမှာလားပေါ့ Phineas ကတော့တကယ်ပဲခက်ဆူဆူခက်ရွရွပချီကားဖြစ်နေတာကိုကြည့်ရင်အဖြေကတော့ yes ပါအပြင်ကလူစိုးနေရင်ပချီကားကလည်းလိုက်စိုးပါတယ်ပချီကားတွေကတစ်ခုနဲ့တစ်ခုကူးလူးသွားလာနေတာကိုမမိကြအောင်ပါဥပမာတခြားပချီကားတွေကိုအလဲသွားပြီးစကားပြောတာမျိုးပေါ့ပချီကားတွေကဘလို့ကူးလူးသွားလာနေတာလဲဒါကလည်းမော်ပညာရဲ့ချိတ်ဆက်မှုပါပဲဟော့ကွက်နေရန်ပေါ်ကပချီကားတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့အတွက်အိမ်နီးချင်းပချီကားတွေကိုလမ်းလျှောက်သွားလို့ရပါတယ်ဒါပေမဲ့နေရာအဝေးကြီးကိုကူးချင်ရင်တော့အဲ့ဒီနေရာမှာလဲသူ့ရဲ့နောက်ထပ်ပချီကားတစ်ချက်ရှိဖို့လိုအပ်ပါတယ်ဥပမာတစ်ချက်က Hogwarts မှာနောက်တစ်ချက်ကဝန်ကြီးဌာနမှာရှိနေရင်အဲ့ဒီလူရဲ့ပုံရိပ်ကပချီကားနှစ်ချက်ကြားမှာကူးလူသွားလာလို့ရပါတယ်ဒါပေမဲ့ပချီကားတွေမှာလည်းဥပဒေရှိပါတယ်ပချီကားတွေဟာသူတို့စိတ်ကြိုက်လျှောက်သွားလို့တော့မရပါဘူးသူတို့မှာလိုက်နာရမယ့်စီကံရှိပါတယ်ဥပမာပချီကားတစ်ချက်ဟာတခြားပချီကားတစ်ချက်ထဲကိုတွားလဲတဲ့အခါအဲ့ဒီပချီကားပိုင်ရှင်ကခွင့်ပြုမှတာဝင်လို့ရတာမျိုးပါအဲ့ဒါကြောင့်မလို့ပဲ Gryffindor ကမွန်ရိုမြေရှိက Fat Lady ကအဝင်ဝမှာပဲအမြဲရှိနေတာပါသူတခြားနေရာကိုလဲပတ်သွားနေရင်ကျောင်းသားတွေအထဲဝင်လို့မရတော့ဘူးလေအဲ့ဒါကြောင့်ပဲသူပချီကားထဲမှာမရှိတဲ့အခါကျောင်းသားတွေအပြင်မှာစောင့်နေရတာကို Harry Potter စက်ဝင်ခန်းထဲမှာတွေ့ရတာဖြစ်ပါတယ်မော်ပချီကားတွေကလျှို့ဝှက်တရှူတွေပါပချီကားတွေဟာကျောင်းအနက်မှာရှိနေတာကြောင့်သူတို့ကကျောင်းထဲမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုအကုန်မြင်ရကြားရပါတယ်ဟော့ကွက်ကျောင်းတွေကပချီကားတွေကကျောင်းအုပ်အဆက်ဆက်ကိုတစ္ဆာခံရပါတယ်တမတော်ဟာကျောင်းအုပ်ဖြစ်တာကြောင့်ကျောင်းထဲကပချီကားတွေအားလုံးကိုသူ့အတွက်သတင်းထောက်အဖြစ်လမ်းခိုင်းလို့ရပါတယ်။ပချီကားတွေကအတန်တိတ်အဆောင်ရှောက်တွေပေါ့။တစုံတစ်ယောက်ကစီကံဖောက်ဖြတ်နေရင်သူတို့ကျောင်းအုပ်ကြီးစီသတင်းတွက်ပို့နိုင်ပါတယ်။ဒါကြောင့် Hogwarts မှာလျှို့ဝှက်ချက်ထားဖို့ကတကယ်မလွယ်တာပါ။မာကာပချီကားတွေကိုမော်သွင်းလို့ရသလား။တကယ်လို့ဝတ်ဆက်တစ်ယောက်ကမဂတ်တစ်ယောက်ဆွဲထားတဲ့ပချီကားဥပမာမိုနာလီဇာပချီကားကိုမန်တန်တွေတုံးလိုက်ရင်အဲ့ဒီပချီကားကလည်းစကားပြောလာနိုင်ပါတယ်ဒါပေမဲ့သူကအပြင်လူရဲ့ဆရိုက်အဆက်ကိုမရပဲဆွဲထားတဲ့သူကအဲ့ဒီလူအပေါ်ဘလို့မြင်တယ်လဲဆိုတဲ့စိတ်ကူးအမြင်ကိုပဲရမှာပါဒါကြောင့် Hogwarts ကပိုင်ရှင်ကိုယ်တိုင်တင် जा ပေးထားတဲ့ပချီကားတွေကပို့ပြီးတော့တန်ဖိုးရှိပြီးတော့အတိညာဉ်လည်းမြင့်မားနေတာဖြစ်ပါတယ်အနှစ်ချုပ်ကိုပြောရရင်မော်လောကပချီကားတွေဟာ magical painting တွေဖြစ်ပြီးဆွဲထားတဲ့သူရဲ့မော်စွမ်းအားနဲ့ပိုင်ရှင်ရဲ့တင် जा ပေးမှုပေါ်မူတည်ပြီးတော့အတိညာဉ်အနှိမ့်အမြင့်ကွာခြားသွားတာဖြစ်ပါတယ်။ Okay ဒီတော့ Hogwarts ကျောင်းတော်ထဲကပချီကားတွေဟာအလားပြရုံတင်တက်မဟုတ်ပဲကျောင်းတော်ကြီးရဲ့တမိုင်းနဲ့လုံခြုံရေးအတွက်ဘလောက်အရေးပါလဲဆိုတာကိုသိပြီးလောက်ပြီလို့ထင်ပါတယ်Okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ် Harry Potter Fact အကြောင်းတွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်เนาะအားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ် Bye